ကဲအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မခင်လေးကထက်ရွှေနဲ့ပတ်သက်ပြီးတော့မှအားလုံးကိုတတိပေးခြင်းနဲ့အဓိကကတော့ရွှေဝယ်တဲ့သူတွေပေါ့နော်ရွှေအပေါင်ခံတဲ့သူတွေရွှေရောင်းတဲ့သူတွေရွှေဆိုင်တွေပေါ့နော်ဒါကောင်းကောင်းတတိထားဖို့တော့လိုအပ်လာပြီဘယ်လိုပဲဖြစ်ဖြစ်အထည်လေးတွေဝယ်ပြီးသွားရဆိုလို့ရှိရင်ကိုယ့်ရဲ့ရွှေတွေလေးတွေကိုတိကျစစ်ဆေးပါတိကျညှက်ပြီးတော့ကြိုက်ကြည့်ပါနော်ဒါမခင်လေးကတော့ဒီနေ့မှာ customer လေးလာပြတဲ့လက်ကောက်ကလေးပေါ့နော်မခင်လေးကတော့ဒီလက်ကောက်လေးရဆိုရင်သူ့ရဲ့အလေးချိန် site ကိုအရင်ကြည့်လိုက်တယ်အလေးချိန်ရဲ့ green site ရဲ့ပေါ့နော်မမျှနေတာဖြစ်တဲ့အတွက်ကြောင့်မခင်လေးကမတင်ကားတာနဲ့ဒါလေးကိုကြိုက်ကြည့်လိုက်တယ်ကြိုက်ကြည့်လိုက်တဲ့ချိန်မှာမခင်လေးထင်ထားတဲ့အတိုင်းလုံးဝထက်ရွှေဖြစ်နေတယ်ထက်ရွှေမမြင်ဘူးတေးသေးချာချာလေးကြည့်သွားနော်ဒါထက်ရွှေဖြစ်နေတဲ့ကြောင့်ငရဲမီအက်ဆစ်ချလိုက်တဲ့အချိန်မှာလုံးဝဒါပေါ်ပြားတွေဖြစ်နေတာဒါထက်ရွှေဖြစ်နေတာသိပြီဆိုရင်လည်းဒီတိုင်းထားလိုက်လို့တော့မရတော့ဘူးမခင်လေးတော့ဒါတကွင်းလုံးကိုပေါ့နော်စစ်စစ်ကြီးမှရတော့မယ်ဆိုပြီးတော့မခင်လေးတို့ကဒါကတာနဲ့ပတ်ပတ်လဲအကုန်လုံးဖြဲကြည့်ပြီးတော့မှကိုက်ကြည့်လိုက်တဲ့အချိန်မှာပေါ့နော်ဒါလုံးဝကိုတကွင်းလုံးပတ်ပတ်လေးကိုမှဒါထက်ရွှေတွေခံထားတာပါဒါလုံးဝစနစ်ပါတယ်ပညာပါတယ်ပေါ့နော်လောက်ထားတဲ့သူကပညာပါတယ်အဲကြောင့်မလို့ဒါဆိုရင်ကက်စတမာလေးအနေနဲ့လည်းဒါစိတ်တော့မကောင်းဘူးသူ့ရဲ့အရွှေချိန်ရဆိုလို့ရှိရင်ပထမပြတဲ့ချိန်မှာဆိုဒါ၄ချိန်၅ဘဲကျော်ရှိရဲဒါထက်ရွှေတွေအားလုံးဖယ်လိုက်တဲ့ချိန်မှာဒီသူ့ရဲ့တွတ်ပြားတွေပေါ့နော်ဘဲပြားပေါ်ပြားတွေလျှော့သွားတဲ့ချိန်မှာ၄ချိန်က2ဘဲကျော်ပဲကျန်တော့ပါပေါ့နော်ဒါကက်စတမာအတွက်လည်းအရန်ကိုနစ်နာပါတယ်ဒါမဲ့လေဒါမခင်လေးတို့ကစိတ်တော့မကောင်းဘူးမခင်လေးတို့ကဒါရွှေပါဝင်တဲ့အပိုင်းကိုပဲဖြုတ်ပြီးတော့မှဝယ်ပေးလိုက်တာပါရွှေပါဝင်တဲ့အပိုင်းကိုပဲဝယ်ပေးလို့ရပါတယ်ဒါပေါက်ချပါတယ်ဆိုပေမဲ့လည်း customer ကိုအားနာလို့ဒါမခင်လေးကဒါရွှေပါတဲ့အပိုင်းကိုပဲဝယ်ပေးဖြစ်လိုက်တာပါရှင်အားလုံးပဲရွှေဝယ်တဲ့သူတွေရွှေအပေါက်ခံတဲ့သူတွေရွှေရောင်းတဲ့သူတွေတေးသေးချာချာစစ်ဆေးဖို့လိုအပ်ပါတယ်အားလုံးကိုမခင်လေးကတတိလေးနဲ့လှုပ်စေခြင်းနဲ့ဒါစေတနာနဲ့ဒါမျှဝေပေးခြင်းပဲဖြစ်ပါတယ်ဒါထက်ရွှေမမြင်ဘူးတဲ့သူတွေတိတိကျကျလေးကြည့်တာเนาะဒါပတ်ပတ်လေးကိုမှခံထားတဲ့ထက်ရွှေလေးပါမပေါ်ပြားလေးဆိုအများကြီးပဲပေါ့เนาะဒါတခွင်းလုံးကိုခံထားတာလွယ်ပါဘူးတိတိကျကျလေးစစ်ဆေးချင်ပါတယ်စေတနာလေးနဲ့မျှဝေပေးရဖြစ်တဲ့ကြောင့်ဒီဗီဒီယိုလေးကိုကြောက်တော့ဖို့ကြုံမသွားဖို့မခင်လေးကတောင်းဆိုချင်ပါတယ်